မြတ်တာသောဣရိယာပုတ်ဖြင့်စိတ်ချမ်းသာလို့ထိုင်ပြီးဟောကြားလက်နက်သောတရားဓမ္မများကိုအာယုန်တစ်ပါးစိတ်မသွားပဲဆက်လက်နာယူမှတ်သားနိုင်ကြပါပြီတို့အားလုံးယောဂီအပေါင်းသူတော်ကောင်းတို့အားလုံးသောအမိဘညီကောင်မောင်နှမဆွေတော်မျိုးတော်များအခုလူပုံလူဘဝယာယီအနေနဲ့ရောက်ရှိပြီလာကြတော့အားလုံးဟာခရီးသွားပုဂ္ဂိုလ်တွေကြီးပဲလို့မှတ်ရမယ်နော်အဲ့တော့ဘုရားရှင်ကိုယ်တော်မြတ်ကြီးသဗ္ဗညုတဉာဏ်တော်နဲ့ကြည့်လိုက်တဲ့အခါမှာတတ္တဝအနန္တဘယ်သို့ပင်ပြောညာတော်လဲကွယ်တဲ့အဲ့ဒီတတ္တဝအနန္တကိုငါဘုရားရှင်ကိုယ်တော်မြတ်ကြီးရဲ့သဗ္ဗညုတဉာဏ်တော်နဲ့ကြည့်လိုက်တဲ့အခါမှာနှစ်မျိုးနှစ်စားပဲတွေ့တယ်အဲ့ဒီနှစ်မျိုးနှစ်စားကဘာလဲဆိုနံပါတ်1ကခရီးသွားပုဂ္ဂိုလ်တဲ့ဟေးနံပါတ်1ကဘာလဲနံပါတ်2ကတော့ခရီးနာပုဂ္ဂိုလ်တဲ့နံပါတ်2ကဘာလဲဘယ်နှမျိုးပါလဲဒါကြောင့်ခရီးသွားစေပုဂ္ဂိုလ်နဲ့ခရီးကနာသွားတဲ့ပုဂ္ဂိုလ်လို့နှစ်မျိုးရှိတယ်တဲ့အဲ့ဒါကိုခရီးသွားနဲ့ခရီးနာပြောပါလေအဲ့တော့ခရီးဆိုတာဘာခရီးလဲလို့မေးရင်တန္တရာခရီးလို့မှတ်ဘာခရီးပါလဲတန္တရာခရီးပေါ့အဲ့တော့ပုထုဇဉ်ကစားပြီးတော့သောတာပန်တက္ကရာကအနာဂံတိုင်အောင်အဲ့ဒါခရီးသွားပုဂ္ဂိုလ်တွေလို့မှတ်ရမယ်နော်အနာဂံတည်ပြီးတဲ့ပုဂ္ဂိုလ်ဟာလည်းပဲသုဒ္ဓဝါဒ5ပုံဆိုတဲ့အဝိဟာအတ္တပါတုတ္တတာတုတ္တတိအကနိဋ္ဌလို့ဆိုတဲ့အဲ့ဒီသုဒ္ဓဝါဒ5ပုံမှာဗြဟ္မာခန္ဓာရမယ်နော်အဲ့တော့အနာဂံတည်ပြီးတဲ့ပုဂ္ဂိုလ်တော်မှသိရင်သုဒ္ဓဝါဒ5ပုံခန္ဓာပြန်ရတော့ဧခန္ဓာရရင်တော့အိုခြင်းနာခြင်းသိခြင်းဆိုတဲ့တန္တရာခီးကတော့မနေအောင်လားနေရလားဒါကြောင့်အနာဂံတိုင်အောင်ဒါခရီးသွားစဉ်ပုဂ္ဂိုလ်လို့ဘုရားရှင်ကိုယ်တော်မြတ်ကြီးကဟောကြားတော်မူခဲ့တယ်လို့မှတ်နော်အဲ့တော့ရဟတမေအရဟတဘုတည်ပြီးသွားတဲ့ပုဂ္ဂိုလ်များကြတော့နောက်ထပ်ခန္ဓာရတယ်ဆိုတာထုံးစံမရှိတော့ခန္ဓာဇာသိငြိမ့်အေးပြီဆိုရင်ဩနာတေတန္တရာခရီးစဉ်လည်းရပ်သွားပြီငြိမ့်အေးသွားခဲ့ပြီဟုတ်လားအဲ့ဒါကြောင့်မလို့အရဟတမအရဟတဘုတည်ပြီးသားဖြစ်တဲ့ဘုရားယဟန္တာပုဂ္ဂိုလ်များကြတော့ခရီးနာပုဂ္ဂိုလ်ဘာနာပုဂ္ဂိုလ်လဲကိုင်းယောဂီတို့ဘုံဘုံတို့ပုထုဇဉ်မှစပြီးတော့မှအနာဂံတိုင်အောင်ပုဂ္ဂိုလ်တွေကြတော့ဘာပုဂ္ဂိုလ်လဲဒါကြောင့်ခရီးသွားနဲ့ခရီးနာခရီးနာတပြင်းလမ်းလေးတွေဆိုတာကလေခရီးသွားပုဂ္ဂိုလ်တွေကိုရည်ရွယ်တာလားခရီးနာပုဂ္ဂိုလ်ကိုရည်ရွယ်တာလားဟုတ်တာဘာခရီးနာသွားတဲ့ပုဂ္ဂိုလ်တော့လမ်းလေးတော့ဘာပြောစရာတူတော့လို့ပါအောင်မလားအဲ့ဒါဖြင့်ခရီးကိုသွားတဲ့ပုဂ္ဂိုလ်များအတွက်ပဲဘုန်းကြီးတို့သူတော်ကောင်းတို့အားလုံးကပုထုဇဉ်တွေအတွက်ပဲဤခရီးသွားလမ်းစဉ်လေးကိုသိချဟောပေးတယ်လို့မှတ်မယ်နော်အဲ့တော့ခရီးသွားတဲ့ပုဂ္ဂိုလ်ဖြစ်တဲ့ပုထုဇဉ်တွေခရီးသွားတဲ့ပုဂ္ဂိုလ်ဖြစ်တဲ့အနာဂံတိုင်အောင်သောပုဂ္ဂိုလ်များကအဲ့တော့သွားနေတဲ့ခရီးလမ်းကြောင်းမှာကွယ်တဲ့ခရီးလမ်းကြောင်းက4မျိုးရှိတယ်ခရီးလမ်းကြောင်းကဘယ်လိုလဲအဲ့ဒီ4မျိုးမှာတဲ့အချို့သောပုဂ္ဂိုလ်များကတော့ကွယ်တဲ့အမောင်လန်းကလာတော့ကလည်းအမောင်လန်းကပဲတဲ့လာတော့ကလည်းပြန်တော့လဲအမောင်လန်းကိုပြန်သွားတယ်တဲ့ပြန်တော့လဲဘယ်လန်းကိုပြန်သူကတော့အမောင်လန်းတက်ရှောက်နာပေါ့ဗျာလာတော့ကလည်းဘယ်လန်းကလာခိုင်းပြန်တော့လဲဘယ်လန်းကိုပြန်ဒါပေမဲ့သူကအမောင်လန်းကနေအမောင်လန်းကိုသွားတာပေါ့ဒါကြောင့်အမောင်ကလာအမောင်ရွာသွားရှာသူလဲတယောက်ပဲဆိုတော့အမောင်လန်းကလာပြီးအမောင်လန်းကိုလျှောက်တယ်တဲ့နံပါတ်1ကအမောင်လန်းနံပါတ်1ကဘာလဲတချို့ကြတော့လေတဲ့လာတော့ကတော့အမောင်လန်းကလာတယ်လာတော့ကဘယ်ကလာ
ကိုက်ပြန်တဲ့အခါကျတော့အလင်းလန်းကိုပြန်တယ်ဟေးတဲ့ပြန်တော့ဘယ်လန်းကိုပြန်ဒါကြောင့်အမောင်ငါလာအလင်းရွာသွားရှာသူလဲတယောက်ပဲတဲ့တချို့ကအမောင်လန်းကလာပြီးဘယ်ကိုပြန်တာလဲအမောင်ကနေတော့အလင်းကိုသွားတဲ့လမ်းလည်းရှိတယ်တဲ့ဗျာဟုတ်ပလားအမောင်ကနေအမောင်သွားတဲ့လမ်းအမောင်ကနေအလင်းထဲကိုသွားတဲ့လမ်းဒီလမ်းလည်းရှိသေးတယ်ဗျာကြိုက်တာရွေးနော်တချို့ကြတော့လည်းကွယ်တဲ့လာတော့ကအလင်းလန်းကလာခဲ့တယ်တဲ့လာတော့ကဘယ်ကလာကဲပြန်တဲ့အခါကျတော့အမောင်လန်းကိုပြန်တယ်ကွယ်တဲ့ပြန်တော့ဘယ်ကိုပြန်ဒါကြောင့်အလင်းကလာအမောင်ရွာသွားရှာသူလဲတယောက်ပဲတဲ့ကြည်စားလာတော့ကဘယ်ကလာအလင်းကလာတယ်လာတော့ကဘယ်ကလာဂိုင်းပြန်တော့ဘယ်ကိုပြန်လဲဒီလိုလဲရှိသေးတယ်ဟေးတဲ့အလင်းလန်းကနေအမောင်ကိုသွားတာနော်နမလေးပုဂ္ဂိုလ်များကြတော့သူတော်ကောင်းတို့ရေတဲ့အလင်းကလာပြီးတော့အလင်းကိုပြန်နေတဲ့ပြောပါလေဒါကြောင့်အလင်းကလာအလင်းရွာသွားရှာသူလဲတယောက်ပဲတဲ့ကြည်စမ်းတော့အလင်းကလာပြီးတော့အလင်းကိုပြန်တယ်ဒါဖြင့်လမ်းဘယ်နဲ့တွယ်လဲလမ်းဘယ်နဲ့တွယ်ကိုင်းနမတကအမောင်ကလာပြီးအမောင်ကိုပြန်တဲ့လမ်းဟုတ်ပြီနော်နမနဲ့ကအမောင်ကလာပြီးအလင်းကိုသွားတဲ့လမ်းနမ3ကအလင်းကလာပြီးအမောင်ကိုသွားတဲ့လမ်းနမ4ကအလင်းကလာပြီးအလင်းကိုသွားတဲ့လမ်းတဲ့လမ်းဘယ်နှမျိုးပါလဲဂိုင်းအဲ့လမ်း၄မျိုးမှာနမ1လမ်းပြတဲ့လာတော့ကတော့ဘယ်ကလာအမောင်ကလာပြီးအမောင်ကိုပြန်တယ်ဆိုတာစဉ်းစားပေါ့ဂိုင်းယောဂီတို့ဘုန်းကြီးတို့မွေးလာတော့ကအရိယာပြည့်နဲ့မွေးတာလားပုထုဇဉ်ပြည့်နဲ့မွေးတာလားပုထုဇဉ်ပြည့်နဲ့မွေးလာတဲ့ဆိုတာကိလေသာတော်ကြီးနဲ့မွေးလာတာပေါ့ဗျာဟုတ်လားအဲ့တော့မွေးလာတဲ့ကကိလေသာတွေနဲ့မွေးလာတာအဲ့တော့ကိလေသာတွေနဲ့မွေးလာတဲ့အပြင်မှာသူတော်ကောင်းတို့ဘုံဘုံတို့ကမွေးတာနဲ့ခန္ဓာ၅ပါးယုံနာ၅ပါးပြည့်ပြည့်တရားအရှိတရားကတော့ဒါပဲလေဗျာမွေးလာတယ်ဆိုရင်လည်းခန္ဓာဘယ်နှပါးဂိုင်းအခြေကျွတ်လို့တော့ဘာနဲ့ပါလဲအဲ့တော့ယုံနာ၅ပါးခန္ဓာ၅ပါးဖြစ်ပြတရားဒုက္ခသစ္စာရဲ့လို့ယောဂီတို့ဘုန်းကြီးတို့မွေးလာတော့သိခဲ့ရလားဂိုင်းမသိတာလားဂိုင်းမသိပဲနဲ့သူတော်ကောင်းတို့ဘုံဘုံတို့ဟာမွေးလာတော့ကလည်းကိလေသာနဲ့မွေးလာတာဆိုတော့ဂိုင်းအမောင်လန်းကလာတာပေါ့ဗျာဘယ်လန်းကလာလဲဒါဖြင့်အမောင်လန်းကလာတယ်ဆိုတာကခေါင်းဆောင်တာကတော့တို့အဝိဇ္ဇာပေါ့ဗျာခေါင်းဆောင်တာကဘာလဲဘဝခန္ဓာရပြီဆိုတော့ဘယ်ဘဝဘယ်ခန္ဓာရဘယ်သူနဲ့ဘယ်သူကြောင့်ရတာလဲအဝိဇ္ဇာဆိုတာလဲကုသိုလ်လားအကုသိုလ်လားတဏှာကကုသိုလ်လားအကုသိုလ်လားအကုသိုလ်ဆိုမှတော့သူတော်ကောင်းတို့ရဲ့အလင်းတရားလားအမောင်တရားဒါဖြင့်ယောဂီတို့ဘုံဘုံတို့မွေးလာတော့ကဘယ်လန်းကလာခဲ့တာလဲကိုယ်သဘောပေါက်ရဲ့လားဒါဖြင့်ယောဂီတို့ဘုံဘုံတို့အားလုံးလာတော့ကဘယ်လန်းကလာဂိုင်းအမောင်လန်းကလာခဲ့တယ်လာပြီးတော့ဒီဘဝဒီခန္ဓာကြီးရတဲ့အခါကျတော့အမောင်လန်းဆိုတာအဝိဇ္ဇာပစ္စယအဝိဇ္ဇာပစ္စယသစ္စာ၄ပါးအမှန်တရားမသိခဲ့တာကဘာမသိဘဲနဲ့မသိတာဒါဘယ်လန်းသွားရင်အကောင်ဘယ်လန်းသွားရင်အစိုးလမ်းကောက်လမ်းပြောက်လမ်းဆိုးလမ်းမွန်လမ်းကောက်သိသိချာချာကိုခွဲခြားဝေဖန်ပြီးတော့မှသိခဲ့လားမသိတာကဒါဖြင့်တို့ဘယ်လမ်းကလာခဲ့တာလဲအမောင်လမ်းပေါ်မှာကြည်စားလေးဒီမှာသင်္ကာရဆိုတဲ့ဘယ်ချေညာချေပေါ့ဗျာဟုတ်လားခိုင်သင်္ကာရဆိုတဲ့ဘယ်ချေညာချေပေါ့ကုသိုလ်စီဥတော်ညာချေအကုသိုလ်ဆိုတဲ့ဘယ်ချေလန့်ညာချေလန့်ဘယ်ချေလန့်ညာချေလန့်နဲ့တလန်းစီလှမ်းပြီးတော့လာခဲ့လိုက်ကြတာများအလင်းရောင်လန်းကလာလားအမောင်လန်းကလာအမောင်နဲ့မှာစံတဝါဝနဲ့လာမှတော့ဒီမှာကြောက်တဲ့ကြပြီပေါ့မကြောက်လားဒါကြောင့်မလို့အမောင်နဲ့မှာမမြင်တဲ့လူကသွားတဲ့အခါကျအကန်းလန်းလျှောက်တဲ့ပြောပါလေကန်းနာကလမ်းလျှောက်တာကကန်းနာကလမ်းလျှောက်တာကကန်းလမ်းလျှောက်လုံးမှတော့လူရရောက်မှလားကြောက်တဲ့ကြတာဒီမှာကြည့်ပါလားယောဂီတို့ဘုံဘုံတို့ဇာတိဆိုတဲ့ကြောက်
စရာဆိုတဲ့ကြောက်ဗျာတိဆိုတဲ့ကြောက်မရဏဆိုတဲ့ကြောက်ကိုင်ဒီကြောက်တဲ့မကြောက်လားကြကိုင်32ပုံကြောက်တဲ့မှာကြပြီဗျာလူဘဝကြောက်နတ်ဘဝကြောက်မြမဘဝကြောက်ကဲဗျာအပယ်လေးပုံဘဝကြောက်ဒုက္ခတိဒုက္ခ32ပုံဘယ်ဘဝဘယ်ခန္ဓာဘယ်ပုံရောက်အေးတခြားရတာလားကြောက်တဲ့ကြကိုင်ကြောက်တဲ့ကြလိုက်တဲ့အခါကျရုပ်အနာတို့နာအနာတို့မရဘူးလားမိခင်ဝမ်းကြတိစမအောင်မိခင်ဝမ်းတိုက်ကျင်းမြောင်းမဲမိုက်မိဝမ်းတိုက်ဝဲတဲ့ကျင်းမြောင်းမဲမိုက်မိဝမ်းတိုက်ဝဲအပူဒီအပူတို့အစတ်တို့အေးတို့မိခင်ကစားလဲပဲဒီတဏိသားလေးကမခံရလားခံရလားဒါကြောင့်အမိစက္ခပူအေးစားလဲကိုသားဆက်ဆက်တဲ့ဗျဟမ်မိခင်ဝမ်းကြတဲ့ပရိသတ်နေကိန်းကြတဲ့ကတော်ကောင်းလို့အလင်းရောင်ဆိုတာလုံးဝကိုမရခဲ့ရခဲ့လားဒါဖြင့်လာတော့ကတော့အမောင်တွေကလာတော့အခုအမောင်6တဲပဲပြန်ကြတာပဲမိခင်ဝမ်းကြတဲ့ဆိုပရိသတ်နေ6တဲအမောင်နဲ့မရောက်ဘူးလားရောက်တာပဲရောက်တယ်ဟောခန္ဓာကိုရတဲ့အခါကျတော့ရုပ်နာရုပ်ကြောက်လဲจิตမအောင်လုတ်ကင်လာအနာတွေနဲ့လားချောင်းဆိုးတယ်ဆိုတာလဲအနာပဲလေနောက်ကျောတက်တယ်ဆိုတာလဲဒါကြောင့်ရောဂတော့ခန္ဓာတော့တန်လာတော့အာပါဒတော့တဲ့ရုပ်ကလည်းအနာနာကလည်းဟိုးစိတ်မကောင်းလိုက်တာကအနာပေါက်တာပေါ့ရှင်းလားဒါဖြင့်ရုပ်ကလည်းပြပြပြက်တာပဲနာကလည်းဒါဖြင့်ရုပ်ကလည်းအနာနာကလည်းဟိုးဒါကြောင့်ယောဂီတို့ဘုန်းကြီးတို့ခန္ဓာကိုယ်ကြီးကအနာတုံးအနာကဲအိုက်အမာဟောယောဂတုံးယောဂကဲဒါကြောင့်မလို့တော40မှာရောဂတော့ခန္ဓာတော့တန်လာတော့အာဘာဒတော်ဆိုမရိတော်လေးစနဲ့ဟောလိုက်တာဘုရားရှင်ကိုရောမြတ်ကြီးကကဲဥက္ကဏရတော့ကြောက်တယ်မကြောက်လားကြဘယ်လမ်းကလာခဲ့တာအမောင်လမ်းကလာခဲ့တယ်ဗျအမောင်လမ်းကလာကြတော့မှကြောက်တယ်ကြတော့ရုပ်အနာနာအနာတွေဟုတ်လားဟဲ့ဟာဒီကြားထဲမှာတတ်လာရဏမျက်စိနာနှကောင်ဟိုအနာပေါက်တွေလည်းနဲတာမဟုတ်ဘူးဟာဒီကြားထဲကနေဖတ်တတ်ဆိုနေတိုင်းဟာဒီအနာပေါက်တွေကနေပြီးဒီတလိတွေတခါတွေတန်ရေးနေအဲ့ဒါကနေတော့မှဖတ်တာဟောကြည်လားဖတ်တာဆိုစူးတွေနဲ့ထိုးခံအနာပေါ်မှာစူးတွေနဲ့ထိုးတယ်ဗျာအနာဟိုပါနဲ့တော့ကဲရုပ်အနာနာအနာပေါ်မှာကဲပြည်တွေနဲ့ဖူးဖူးရောင်နဲ့အနဘတ်တွေကလည်းတခါတည်းတတ်လာရဏ6ပါးဖူးဖူးရောင်နဲ့အနေရောင်နဲ့တူတယ်ဗျအဲ့ဒီထဲမှာအစင်းအတန်အနံ့ရကြဟောအစင်းကမျက်လုံးမှာလာတိုက်တယ်ခက်ကြည့်စမ်းဟောအတန်ကနားမှလိုက်ကြတယ်အနံ့ကဒါကြောင့်မလို့အစင်းအတန်အနံ့ရတာတွေ့တွေ့စရာအာယုံ5ပါးဘာနဲ့တူလဲစူးတွေနဲ့တူတယ်ဘာတွေနဲ့တူဒီနေ့မျက်လုံးပေါက်ကလည်းမျက်ချီတွေထွက်တယ်နားပေါက်ကလည်းနှာဖာကြီးတွေထွက်တယ်နှာခေါင်းကလည်းနှာကြီးတွေထွက်တယ်ဒါရီယာပါလို့အဲ့အိမ်မှာပြီပုတ်တွေးပုတ်တွေပဲဗျဟုတ်မလားရုပ်နာနာအနာပေါ်မှာအနာပေါက်တွေတယ်ဒီအနာပေါက်တွေမှာလည်းပဲနေ့စဉ်နဲ့ညဘာတွေထိုးခံနေရလဲစူးတွေထိုးခံနေအနာပေါ်စူးထိုးတာဗျအနာပေါ်ပါထိုးတော့ကဲအနာပေါ်စူးထိုးမှတော့ဗျာကဲဝေဒနာကတက်တာမလားပို့ကြွလာမလားဒါတော့စူးထိုးခံရတာကဖတ်တာပို့ပြီးတော့ဝေဒနာကြွလာတာကဝေဒနာကြွလာတာကကဲတရက်ကောင်းကောင်းနေရတယ်လို့တော့ရှိလားနေ့တိုင်းပြုလိုက်ရပြင်လိုက်ရဆင်လိုက်ရတယ်စေဝါနဲ့ပြုပြင်ရရေမွန်းနဲ့ပြုပြင်ရအစာအသောက်နဲ့ပြုပြင်ရဘိုးရာဒီဥရုနဲ့ပြုပြင်ရသူတော်ကောင်းတို့ဘုံဘုံတို့လေအမြဲတမ်းပြင်ရောက်လာပြင်နေရဘာပြင်ရင်ဘာဖြစ်လို့ဒီလောက်ပြင်နေရတော့ဟိုပြက်လို့ပေါ့ဗျာဘာလို့ပြင်ရတော့ဟိုပြက်ရေးပြင်ရေးပြက်ရေးပြင်နဲ့အားရတဲ့နားတယ်လို့ရှိလားတရက်ဘု து ဝန်ထားနေရဒါကြောင့်ဘာရဟဝေပိစကနာဘာရဟာရောစပုဂ္ဂလောတဲ့ဘာရသုတ်တံမှာဟလားဒါကြောင့်ယောဂီတို့ဘုံဘုံတို့ဒီခန္ဓာရတဲ့ပုဂ္ဂိုလ်တွေအားလုံးကဝန်ကြီးတန်းနေပဲဘာကြီးတန်းနေလဲဝန်တကဝန်နဲ့မှာအကြီးဆုံးဝန်ကဘာဝန်လဲဒါပြင်ယောဂီတို့ကတာမန်ပုဂ္ဂိုလ်တွေလားဝန်ကြီးတွေလားအဲ့ဒါပြောတာတွေကငါမလေးမစားမလို့ငါဝန်ကြီးလို့ဘာတော့ဟဲ့ဘာဝန်ကြီးလဲခန္ဓာဝန်ကြီးဘာဝန်ကြီးလဲဟုတ်တယ်သူဒီဝန်ကြီးထမ်းတာလေဒီဝန်ကြီးအချိုဆိုလဲအချိုအခွန်ဆက်ရအခြေဆိုလဲအခြေအခွန်ဆက်ရအထူဆိုလဲအထူအပါဆိုလဲအပါ
အပူဆိုလဲအပူအေးဆိုလဲအေးအမလေးအမျိုးမျိုးဆက်တလိုက်ရတာဆက်တလိုက်ရတာဒါတော့မှ तू ကကျင့်တတ်တယ်လို့ရှိလားမရှိဘူးကောင်းကောင်းနေတယ်လို့ရောဒီလောက်ကွယ်ပေးတာကဏအခွန်လေးလောက်ဆက်တာကျွေးထားတာမွေးထားတာကျွေးရှင်မွေးရှင်လို့များတော့မင်းနဲ့နားလောက်အောင်မှာပေါ့ကွာအခုကမင်းကဟိုနေရာနှိမ့်ဆက်လိုက်ဒီနေရာနှိမ့်ဆက်လိုက်ဟိုနေရာအောင့်လိုက်ဒီနေရာကျင်လိုက်ဟိုနေရာကြိုက်လိုက်ဒီနေရာခဲလိုက်နဲ့ကွယ်မင်းဒီလောက်တိနှိမ့်ဆက်နေတာကြည်စမ်းဝิญဉ်တန်ဒီလောက်တိကျွေးရှင်မွေးရှင်ရလို့ကခန္ဓာကငဲ့လားမငဲ့တော့နေ့တိုင်းယောဂီတို့ဘုန်းကြီးတို့ဘာလောက်ခံနေရလဲနှိမ့်ဆက်ခံနေရတယ်ဝิญဉ်တန်နေလေဝิญဉ်တန်နေနှိမ့်ဆက်ကြတာတခြားလားဝတ်ခံနေရလားဘာရထားလို့ပါလဲဟိုလာတော့ကဘယ်လမ်းကလာခဲ့လို့အမောင်လန်းကလာကြတော့အခု6တဲကြတော့နေ့တိုင်းနှိမ့်ဆက်ခံနေရပြီ။ခိုင်းအဲ့ဒါသိတဲ့လူနဲ့မသိတဲ့လူဘယ်ဟာကများတော့ဟောလာပါပြီဗျာမသိတဲ့လူကများတယ်ဗျဟုတ်မလားမသိတဲ့လူကများတော့ဒီခန္ဓာကြီးစားရဖို့တောက်ရဖို့ဝေးရဖို့နေရဖို့ထိုင်ရဖို့လူကြီးတူတူသူကြီးများများပြဖို့လူတစ်လုံးသူတစ်လုံးပြဖို့လူအောင်သူအောင်မကြဖို့ဟလားဟာဒီခန္ဓာကိုယ်ကြီးအတွက်ကိုတရားတော်မှုမတရားတော်အမှုတွေနဲ့ရှားပွေရုန်းကန်ပြီးတော့မှနေတိုင်းမလို့လားလုံနေလားကဲရနေတဲ့ခန္ဓာရလဲနေတိုင်းနာဘာလို့ခံနေရလဲခိုင်းနှိစ္စခံနေရလို့ဘာသစ္စာဒါကြောင့်မလို့ယောဂတို့ခံဘယ်ဓမ္မလေးပဲပေါ်လာဗျာပေါ်လာတဲ့ဓမ္မဟာလည်းဖြစ်ပြီးရဲ့အဲ့ဒါကြောင့်မလို့ဖောက်ပြန်လိုက်ပျက်စီးလိုက်ဒုက္ခတဝိပရိနာမတောဒုက္ခတဒုက္ခသစ္စာဤဝိပရိနာမတောအရှိခန့်ကိုင်မတည်နိုင်ပဲရေရန်ပြုတ်ွယ်ဖောက်ပြန်ပျက်စီးနေရတဲ့အနတ္တဘောတိ၎င်းခန္ဓာရလို့ရလာတော့ဖောက်ပြန်တယ်တဲ့ဖောက်ပြန်တယ်ဆိုတာဘာပြောလဲဆိုတရားနာဂစားကမပူဘူးနောက်တော့ရှိန်ကနေပူလာတယ်အဲ့ဒါဘာဖြစ်တာတရားနာဂစားကမကျင်ဘူးနောက်တော့ကျင်လာတယ်ဖောက်ပြန်တယ်ကျင်တဲ့သဘောလေးပေါ်လာတာဘာဖြစ်တာတော့ဟောပြန်တာပဲအောင့်တဲ့သဘောလေးပေါ်လာရင်ကိုင်းနာတဲ့သဘောလေးပေါ်လာရင်ခေါင်းလေးကြိုက်လာရင်ဟုတ်တယ်ဘိုက်ကလေးနာလာရင်နောက်ကျောလေးတက်လာရင်သိချမှတ်မေးလို့ဖြေတတ်တာတဲ့ခန္ဓာကပေါ်လာတိုင်းဒါဖောက်ပြန်တာပါလားလို့ဒီလိုသိပြီနော်အဲ့တော့ပုကနေပေါ်လာရင်လေအောင့်နာလေးပေါ်လာရင်လေခြေနာလေးပေါ်လာရင်လေဟဲ့ဘာလို့လဲဖောက်ပြန်တာဖောက်ပြန်တဲ့သဘောကဗမာပေါ်လာလဲဒါကြောင့်ဖောက်ပြန်တဲ့သဘောလေးပေါ်လာတယ်ကိုင်းပုကနေပေါ်တာကဖောက်ပြန်တာအဲ့ဒီသဘောလေးမရှိတော့တာကပျက်စီးတာဖောက်ပြန်လိုက်ဖောက်ပြန်လိုက်ဖောက်ပြန်တာကိုဖောက်ပြန်မှန်သိရင်တတိဖောက်ပြန်တာကိုဖောက်ပြန်မှန်သိတာသည်ဖောက်ပြန်တဲ့တရားလေးနှုတ်ကနေပေါ်တာကဖောက်ပြန်တာအဲ့ဒီသဘောလေးမရှိတာကပျက်စီးသွားတာမှတ်တာဖက်ကနေရတဲ့သဘောလေးပေါ်လာတာကရဲပြောရတဲ့သဘောလေးပေါ်လာတာကအဲ့ဒီသဘောလေးအခုပဲရပြီးတော့အခုပဲတက်တာသွားလို့မရှိတော့တာကအခုပဲအောင့်ကနေပေါ်လာတာကအခုပဲအောင့်တဲ့သဘောလေးတက်တာသွားတာကဒါပြည့်ဖောက်ပြန်လိုက်တတောဘိက္ခဝေဘိက္ခုဝိဟရိယသမ္မသနာကာရိအယဝမကအနုသာသနိတတောတတိဖြစ်သည်ဖြစ်သမ္မသနာကာရိပညာဉာဏ်ရှိသည်ဖြစ်သည်ဖြစ်ဝိဟရိယနေကြတတိနဲ့ပညာပြောပါလိုက်ရှင်သားရှင်သမီးတို့တဲ့တတိပညာနဲ့နေကြအဲ့တော့ပေါ်ရခန္ဓာသိတာကတတိပေါ်ရခန္ဓာသိတာကပေါ်ရခန္ဓာလေးသိပြီးတော့မှအခုပဲပေါ့အခုပဲမရှိပြတ်သွားပါလားလို့ပြတ်တာလေးကိုမြင်မနဲ့မရှိတော့မှလားလို့ဆုံးဖြတ်ချက်ချလိုက်တာကပညာဆုံးဖြတ်ချက်ချလိုက်တာကဒါဖြင့်တတိတိသမထပညာသည်ဝိပဿနာတတိတိပညာသည်ဒါဖြင့်ယောဂီတို့ဖောက်ပြန်တာလို့သိနေုံနဲ့ရမနေနဲ့ဦးနော်ချက်သားတို့တဲ့တတောတတိရှိသည်ဖြစ်သမ္မဇာနာကာရိပညာဉာဏ်ရှိသည်ဖြစ်ဝိဟရိယနေကြချက်သားတို့တဲ့တတိလေးနဲ့လည်းမပြီးပါနဲ့ကွာတဲ့ဆိုလိုချင်တာကတော့ပေါ်ရခန္ဓာလေးသိနေုံနဲ့မတင်နေလိုက်ပါနဲ့ပြက်သွားတာလေးကိုလည်းဉာဏ်နဲ့ဆုံးဖြတ်ချက်ချနိုင်အောင်စောင့်ကြည့်ပါရှင်းနေနော်ဒါကိုကျေးဇူးရှင်မိုးကုတ်ဆိုတော်ဘုရားကြီး28ရက်17လ1959ခုနှစ်မှာဂိလာနယဟန်အားဝေဒနာပြ၍ဟောကြားပုံဆိုတဲ့တရားမှာအကျေတုံးဟောထားပါသဗျ
ဟုတ်ပါလားအလုံးမတန်ကောင်းတဲ့တရားပါ28 17 1950နှစ်မှ9ခုနှစ်ဖြစ်ပါတယ်ဂိလာနာယဝေဒနာပြည့်ဟောကြားပုံဒါကြောင့်အရှင်များကောင်းအေးပါဠိတော်လည်းအရှင်များတို့နားလည်ပြီးသားဖြစ်တဲ့အခါကျတော့ဤပဲတရားကိုကလေးပဲဟောအလုတ်ပေးအလုတ်တင်လို့တော့လွတ်မသွားစေနဲ့နော်ဒါကြောင့်မဂ္ဂုစရပြကြီးဥပနိတယအတိုင်းဆိုတိပရိစ္ဆသမုပ္ပါပါရမယ်တိပါမယ်ဟောနှစ်ဒိဋ္ဌိပြုတ်ပါရမယ်နှစ်ကကိုင်း3ကတံဝေကပါရမယ်3ကကိုင်း4ကအလုတ်တင်ပါရမယ်4ကကိုင်း5ကသစ္စာဆက်ရမယ်5ကအဲ့ဒါမဂ္ဂုစရပြကြီးဥပနိတယဆိုဘယ်တရေကွက်ကိုဟောဒီ5ချက်ပါရမယ်ဟုတ်ပလားအဲ့ဒါအရှင်များတော့အမြဲတမ်းတရိတာဒါလေးကိုအမြဲတမ်းနောက်တော့အလေးချင်းကောင်းကောင်းလုပ်သွားရပါတယ်ချက်ချင်းလက်ငင်းတော့ဘယ်ရမလဲဗျာတပည့်တော်တို့လည်းပဲချက်ချင်းငငယ်မရခဲ့ပါဘူးဗျာငါ4 5 6နှစ်9နှစ်10နှစ်စတဲ့ဒီလိုနဲ့ဖြည်းဖြည်းချင်းလေ့ကျင့်ယူရတာပါစဟောခါစတော့ငါဆိုကိုတရားကိုမနာရဲဘူးအော်လွန်းလို့ပြက်လွန်းလို့ဟိုကုတ်တရားတဲ့ပလဲမော်တရားဖြစ်နေတဲ့အတိုင်းပဲရံပြနေတာအမေဘုံဘုံတို့အမေဒီမုတ်ကုကအမေဦးဆိုတာရှိတယ်အမေဦးရဲ့အမေကတော့ချစ်စိမ့်နဲ့အဲ့တော့ဘုန်းကြီးတို့30ဘက်မှာသွားတရားဟောယရနာရွာပေါ့ယရနာဆိုတော်ဘုရားကြီးရဲ့မွေးနေ့အကြောင်းပြုတော့သွားဟောကြတရားဟောတရားစခန်းပေါ့ဗျာအဲ့တော့အမေတော်ချစ်စိမ့်ကအသက်က80ကျော်ဆိုတော့အမေကရိတ်တာတော့မလာနိုင်ဘူးသူ့အိမ်ကနေတော့တရားနာတာဘုံဘုံတို့သူ့မြေးလေးသူ့သားလေးတို့အလွန်မတန်ချစ်တာအမေတော်ချစ်စိမ့်ကအဲ့ဒါညနေဆိုဘုန်းကြီးတို့တရားဟောပြီးအမေသွားကြည့်ပြီးတာအမေကလူကြီးတယောက်တည်းလည်းနေရတာဆိုတော့လေအဲ့ဒါအမေနေကောင်းလားဘာညာစသည်အပြုံမောအဲ့ဒါနဲ့တရားစခန်းဆိုတော့အမေညနေရတရားနာလိုက်လား2 ပါး 3 ပါးလောက်တော့ဘယ်ကိုရောဟောတာတော့အမေဒီအလှလေးဟောတာအလှလေးဟောအရှင်ပြဟောတာလားတဲ့ဟုတ်ပါတယ်အမေတာဟောတာပါဘယ်နဲ့တရားနာတာကောင်းလားကြားတော့ကြားနာပဲတဲ့ဟုတ်တယ်လေကြားတော့အမေတရားနာတာပေါ့ဘယ်နာလဲဘယ်နာတာပေါ့ဘယ်နဲ့တော့အမေကောင်းလားကောင်းတော့ကောင်းပါတယ်တဲ့ကိုရော်လေးဟောတာတော့စိုးဟောကြီးတဲ့ဘာဟောကြီးတဲ့စိုးဟောကြီးတော့ဘုန်းကြီးကငယ်တော့တရားဟောငေါ့ဟောတာဟုတ်ဗျာနားလဲလားသဘောပေါက်လို့ရှင်းတော့အဲ့ဒါပြောတာဒီကလေကိုတရားကိုနာပြီးလန့်ဘယ်အခုဝိသရိယအော်ရဆိုတာပြင်းအောင်ပြင်းသေးတယ်ဘုန်းကြီးတို့ငယ်တော့အော်မအခုလည်းသူပြောထားတာသူတရားတစ်ပုဒ်နိုင်ကျောက်ကပြောအခန်းနဲ့မောနာသူတော့ဟောတဲ့လူတော်မသိကျောက်ကမောနေတာသူဗီဇာလည်းစားခါစားတော့သူတာလှုပ်တော့ကောင်းတယ်ဗျဒီမနဲ့အရှင်ကတဲ့လာဟာတဲ့လာဟာမိုက်ကျူးတော်ပြတ်တော်မှာအောင်မရဘူးအရှင်ကရတော့မသက်နိုင်အရှင်ကတော့အော်မိကဲကောင်းပြီဒါဖြစ်တတ်ပါလေရှင်မြောက်လည်းအဲ့တိုင်းမှာဖြစ်မှာပါနော်ပလင်မော်တက်လာရင်အမလေးဖြစ်တယ်မပူနဲ့ဖြစ်မှာဘုတကကြလူကြတယ်ဘာလို့လောက်မှမသိဘူးဗျဘုံဘုံကြီးတို့ဥဝိနာစီရဆိုတာရှိတယ်လို့ကတာမှာအဲ့ဒါဘုန်းကြီးကသူ့ခေါ်သွားတယ်ဟောသူများတရားထိုင်နေတယ်ဒီများတရားထိုင်နေချင်း2 နာရီခွဲ3 နာရီခွဲဟိုမှာကဲယောဂီများအခုချိန်တော့တရားနာတော့တရားထိုင်မဲ့ချိန်ဖြစ်ပါတယ်သူတို့တရားမထိုင်မှာနမောတတ3 ချိန်ဖြစ်မြတ်စွာဘုရားကြောကြပါဆိုသူတိုင်ပြတာလည်းအဟုတ်ပဲဗျအဲ့တော့ယောဂီရအောက်ကနမောတတသူ့လည်းကြမှာဣမာယတရားမစသူသုံးနေသူကဟုတ်တယ်စကားမုံရွာမှာလည်းရှိတယ်ဥတုမနာတဲ့120ကျော်နေ30နီးနေပြီဆရာတော်ဥတုမနာတဲ့အခုတာဆရာတော်ဝိသရိယပြည်တာနာယကပေါ့နော်အဲ့မှာထားအလွန်မတန်အေးတာလူကလည်းကြောက်တတ်တာသိကြောက်တာသီလပေးတဲ့အခါမှာလို့သူကစာရွက်ကလေးစီးစီးထားတာကွာမူတာဝါဒဝေဒမနိတဲ့ဟာဒါသူစင်နာတာသီလပေးစင်နာတာစာမတတ်တာမို့စာတတ်တယ်အဲ့ဒါကြောက်တာလူကြောက်တတ်တာအဲ့ဒါတခါကျတော့ခုံရှင်းပြေရောခေါင်းကဘယ်ဝေရောက်ဆက်တော့ဝေရှင်းတာပေါ့ဖုံလင်းနဲ့ရှင်းတဲ့ကဂိုင်းသွားတော့ခတ်တူရှိတယ်ဘောဒါနဲ့ဥပုံနေဒီတကြံတရားစခန်းကြီးဒုံလဘတွေကအများကြီးပဲယောဂီတွေလည်းအများကြီးအဲ့ဒါနဲ့သူတိလာပေးဆိုတာပြင်လို့မရောက်ကကြည့်ရှာစာရောကတွေ့ရမှရှိတော့ဒုက္ခတွေရောက်ချွေးတွေကပြန်ဒုက္ခတွေရောက်ဟာဘယ်လိုလုပ်ရပါမလဲဒါနဲ့သူကသူအားပေးရတာပေါ့စက်ကမိုက်ကြီးဖွင့်တာသူလည်းသတိမထားနိုင်အဲ့ဒါအဲ့
အဲ့ဒီအတန်ကြီးအဝိုင်းရောအုံးထွက်သွားအမှန်တော့သူကအားပေးလိုက်တာမအဲ့မှာရှေ့ကဒုံလဘတွေဆိုတာလေရည်တာသေးတောင်ပါတယ်ထောက်ပြေလွယ်တော့မလွယ်ဘူးနော်တရားဟောရတာတကယ်မလွယ်တဲ့ကိစ္စတကယ်မလွယ်တဲ့ကိစ္စဂိုင်းအဲ့တော့ဒီတရားဟောတဲ့နေရာတရားပြောတဲ့နေရာမှာလည်းပဲတကယ်ကိုဒီနာယူတဲ့ပုဂ္ဂိုလ်ကိုသဘောပေါက်သွားအောင်နားလည်သွားအောင်နောက်တော့မုက္ကုစရရဲ့ဥပနိတယဆိုဥပနိတယချက်နတ်ဟောတတ်အောင်ပြောတတ်အောင်ကိုစကားတွေကအခြေခံချက်လေ့လာထားဖို့မလုံလားလို့လားတပည့်တော်တို့ဆိုလို့ရှိရင်အဲ့ဒီနေရာအနှံ့ကိုလိုက်ပြီးတော့ယူပါတယ်အခုအရှင်များလို့ဆိုရင်ဟောစဝိုင်းထောက်နေကိုလည်းပဲတပည့်တော်ကဆရာတော်ဥတ္တမသာရစီကနှစ်6နှစ်လောက်လေ့လာခဲ့တယ်ဆရာတော်ဥက္ကုမာရတို့ဆရာတော်ဥတ္တမသာရတို့ဆရာအဲ့ရနေပြီးတော့ရလာတဲ့အစဉ်လေးတွေဟောအရှင်များလို့ရတယ်ဒါဒေသနာကိုမောက်ပုံမောက်နည်းတွေကျတော့ဆရာတော်ဥတ္တမိတ်တရစီကနှစ်ပေါင်းများစွာယူခဲ့တယ်အဲ့ဒါတွေရှင်များလို့ရတယ်တခါဒီအလုတ်တွေတရားပြီးတော့မှန်ပြတော်ဆရာတော်ဥညာဏတောင်ရဆရာယူတယ်ဟောအခုရှင်များလို့ရသွားတယ်တပည့်တော်ရှာတော့ကကောက်တင်းကောက်တယ်လို့ကောက်ခဲ့ရတာအရှင်များတော့ရှေးဘုံရှိကံကြီးမားတော့တဏှာတွေကရတယ်ဒါကြောင့်ဘုံကံကြီးမတူဘူးဟုတ်လားဒါကြောင့်မောင်တုဏနာယုံကံအရှင်များတို့ကဘုံကံဟုတ်လားနောက်ဒါယောဂီတွေကဝုံဆန်တာဒါကြောင့်ဘုံကံယုံကံဝုံဆန်ဟောဝေယဝဆကပြောင်းပြန်တဲ့ကဲကောင်းပြီဒါဖြင့်အလုံးတင်အလုံးပြီဒါကြောင့်မလို့ပေါ်ရာခန္ဓာလေးတော့ဒါဖောက်ပြန်တာပါလို့သိလိုက်တာကတတိအဲ့ဖောက်ပြန်တဲ့တရားလေးဖောက်ပြန်ပြီးတယ်ရှိသေးရဲ့လားဒါပြက်သွားတယ်လေသက်တာတော့မရှိတော့ပါလားမှရားလာတာလေးကဖောက်ပြန်တာအဲ့ဒါလေးအသားလေးစောင့်ကြည့်ခဏနေတော့ရားလေးမရှိတော့တာကပျက်စီးတာစက္ကနဲ့ပေါ်လာတာကဖောက်ပြန်တာအဲ့တော်လေးမရှိတော့တာကယောဂီတို့ခန္ဓာကိုယ်ထဲမှာဖောက်ပြန်လိုက်ပျက်စီးလိုက်ဖောက်ပြန်လိုက်ဖောက်ပြန်တာကိုဖောက်ပြန်မှန်သိရင်တတိပျက်စီးတော့မရှိတော့ပါလားလို့သုံးရချနိုင်ရင်ပညာတဲ့တတိနဲ့ပညာဒါပြန်ဖောက်ပြန်တာလို့သိယုံကတော့သမထဖောက်ပြန်တဲ့တရားလေးပြတ်သွားတာကိုမြင်ပြီးမရှိတော့ပါလားလို့သုံးရချနိုင်မှာဝိပဿနာဒါကြောင့်သမထနဲ့ဝိပဿနာဖြစ်ပြက်ဘိုးဘယ်ကပြည့်ဘယ်ကပြက်မှန်းလည်းမသိဘူးဘာလာဖြစ်ပြရှုအဲ့လိုရမ်းပြီးတော့မဟောမရှိနဲ့ကိုယ်တိုင်ကြက်နတ်အလွတ်လွတ်တာတော့တပည့်တွေကိုလည်းကြက်နတ်အခြေခံကြက်သင်ပေးလို့ရတာပေါ့ကိုကတရားတော့နာပါရဲ့အလုံးမလုံးတာလို့ရှိရင်ဘာလာဖြစ်ပြရှုဆိုတော့မဟုတ်ဆိုတော့တရားနာဖြစ်ပြရှုဆိုတော့ကြီးကတော့ဖြစ်ပြမြင်မုံဆုံးတဲ့သူတော်ကောင်းကြီးလေဆိုတော့ဘုရားရဲ့တပည့်တွေကတော့တက်ပေါင်းများစွာဆိုတော့ဘုရားရဲ့တုံညွန်ပြမှုနဲ့ဆိုတော့သူကဖြစ်ပြမြင်လာတဲ့ပုဂ္ဂိုလ်ဆိုသူ့ဆရာနဲ့သူ့တကာကကြိုက်တယ်ဒီကနေ့ကအရှင်များတို့နဲ့ဆက်ဆက်လာမဲ့တပည့်တွေကြတော့အဲ့လောက်ပြောနေလို့မရတော့ဘူးမရဘူးဆိုတဲ့ကဖြစ်ဆိုတာဘယ်လိုပြောတယ်ပြက်ဆိုတာကဘာလို့ဆိုလဲဆိုတာအသေးစိတ်မှောက်ထားတဲ့လှန်ပြလိုက်တော့အဲ့ဒီလိုကိုအရှင်များတို့ရှင်းနေအောင်ပြောနိုင်မှသူတို့သဘောပေါက်မှာနှမလို့ရှိရင်ပါဇက်ကဖြစ်ပြလက်ကကုတ်ရဆိုတာလိုပဲဟုတ်လားအေးဒါကြောင့်မလို့ပြောကြလို့လှုပ်ကနေပေါ်တာကဖောက်ပြန်တာအဲ့တော်လေးမရှိတာကဖောက်ပြန်လိုက်ပျက်စီးလိုက်ဖောက်ပြန်လိုက်ပျက်စီးလိုက်ခန္ဓာကိုယ်ထဲမှာဓမ္မတစ်ပါးအခြားရှိရလားဒါဖောက်ပြန်ပျက်စီးတာဒုက္ခတဝိပရိနာမတောဒုက္ခတဒုက္ခသစ္စာဝိပရိနာမတောအရှိခန့်ကြိုင်မတည်နိုင်ပဲရိမ့်ရိုင်းပြုတ်ကဖောက်ပြန်ပျက်စီးနေရတဲ့အနတ္တဘောဒီ၎င်းဟောကြည်စမ်းဒုက္ခသစ္စာရဲ့အနက်ကဖောက်ပြန်လိုက်ပျက်စီးလိုက်ပြောင်းလဲလိုက်ပြောဖောက်ပြန်လိုက်ပျက်စီးလိုက်ပြောင်းလဲလိုက်အဲ့ဒါဘယ်သစ္စာရဲ့အနက်ပါလဲကဲဒုက္ခသစ္စာဆိုသူများကိုပြောရလားခန္ဓာကိုပြောရလားကဲယောဂီတို့ဘုန်းကြီးတို့ခန္ဓာကိုယ်ကြီးကဘာသစ္စာလဲကဲဒီဒုက္ခသစ္စာခန္ဓာကြီးရတာကအလင်းကလာခဲ့လို့လားအမှောင်ကလာခဲ့တာကဲအမှောင်ကလာခဲ့တယ်လာတော့ကအမှောင်ကလာတာပဲဗျာဟုတ်မလားလာတော့ကတော့အမှောင်ကလာတာပဲတဲ့ပြီးတော့ဒီရောက်တဲ့အခါကျတော့ဆွမ်းကပြောခဲ့တဲ့ရုပ်ပေါ်နာနာမ်ပေါ်မှာဖြစ်ပြပေါ်မှာခန္ဓာ၅ပါးဒုက္ခသစ္စာဗိဗ္ဗေတာပြောင်းဘာမသိဘူးလေအဖေမေရလည်းပြောတာပဲနင့်ကိုနဲ့မိန်းကလေးလို့မှန်မိန်းကလေးဆိုတာဘိုင်းကောင်းကြောက်ပြီမေရလည်းမိန်းကလေးလို့ပဲသင်တယ်မင်းယောက်ျားလေးနော်ယောက်ျားလေးဆိုတော့ကောင်းကင်တမွတ်ကျဲကိုကြားရနေရတယ်ယောက်ျားလေး
နဲ့နောက်မလုံးနဲ့ဟောကြည်စမ်းနင့်ကိုနေယောက်ျားလေးလို့မှတ်နင့်ကိုနေမိန်းကလေးလို့မှတ်အဖေမေရက်ကွက်ကဓာတ်တင်တာပဲဗျဟဲ့ငါဒါတကရုပ်လို့ခေါ်တယ်ဒါကနံလို့ခေါ်တယ်ဒါကခန္ဓာဒါအာရဏအဲ့လိုများဘယ်မိဘကသင်တော့သင်ပါဘူးဗျသင်လားဟဲ့မသင်တဲ့အခါကျတော့တို့ကလည်းပဲအဲ့ဒီတရားမျိုးနာကောင်းမှလည်းမသိဘူးလေမသိတဲ့အခါကျတော့ရုပ်ပဲနာပဲဘယ်သိမလဲကငါပဲသူပဲယောက်ျားမိန်းမပုဂ္ဂိုလ်တ attva ကလေးလူကြီးအသက်လိုက်ပြဒီအမြင်ဒီအတိဓာရီနဲ့ပဲယူရမှာပြီးတော့ကငါကောင်းစားရေးဝါဒငါကောင်းစားဖို့ဆိုလို့ရှိရင်တရားသောအမှုမတရားသောအမှုဘာလုပ်ရမလုပ်လားလုပ်သလားရဲ့ရှားကြပွေကြယုံကြကံကြလာတော့ငါဘယ်ကလာတနေ့ရှားပွေယုံကံနေရတာလည်းပဲတွေးကြည့်ပါလားဗျလောဘနဲ့ရှားဒေါသနဲ့ရှားမောဟနဲ့ရှားလီဟုတ်လားကိုစောက်ထားတဲ့အိမ်တော်ကိုမနေနိုင်ဘူးမိုးလင်းကနေမိုးချုပ်ကိုရှားကြပွေကြယုံကြကံကြလူကျင်တော့လောဘရှားပွေတဲ့အစမပြေတော့ဒေါသဒီကြားထဲမှာဒါအကုသိုလ်တွေပါလားဒါကိလေသာတွေပါလားလို့မသိလိုက်တာကမောဟဒီကြတဲ့ငါရှာမှပြစ်မှာငါဖွေမှပြစ်မှာငါသွားမှပြစ်မှာပါနေရတဲ့ကငါမပြီးငါပါတော့လည်းမပြီးတငါတဲ့ငါနေတာကဒိဋ္ဌိမလီတို့အမျိုးပါမှတ်လို့တော့ငါအမျိုးပါမှတ်လို့တော့လာပြီအဲ့ဒါပါတော့မာနာသူများတွေကဝေပါလိုက်ပုခတ်လိုက်တိုက်ခတ်လိုက်ကအိတ်တာမစ္စရိယကြည်စမ်းမအောင်ဗျာယောဂီတို့ဘုံဘုံတို့တနေ့လှုပ်ရှားယုံကန်နေတာကိုက်ကုသိုလ်နဲ့အာကုသိုလ်ဘယ်ဟာတွေကများတော့အာကုသိုလ်ဆိုတာလင်းလန်းလားအမောင်လန်းလားကဲလာတော့ကဘယ်ကလာတော့အမောင်ကလာပြီးတော့မှဘယ်လမ်းပေါ်လျှောက်နေကြအမောင်လန်းလျှောက်မှတော့အမောင်နဲ့ပြန်ရောက်မှာပေါ့ရှင်းလားဒါကြောင့်အမောင်ကလာအမောင်ရွာသွားရှာသူလဲတယောက်ပဲဒါဖြင့်တာယသမီးစီးပွားရေးနဲ့အချိန်ကုန်နေကြတာဘယ်လမ်းလျှောက်နေကြတော့ရဲမပတရားနာတယ်ဆိုတော့သူများအကြောင်းသိဖို့လားကိုယ့်အကြောင်းကိုသိဖို့လားကိုင်းအမေတို့တာယသမီးစီးပွားရေးနဲ့တို့ကြီးကိုမောင်နှမများအချိန်လေးကုန်နေတာဘယ်လမ်းလျှောက်နေတာလဲကိုင်းမွေးလာတော့ကတော့ရုပ်ကောနံကောခန္ဓာရောကိုသိခဲ့ရလားမသိတာကမသိဘဲနဲ့ရန်လန်းလျှောက်ခဲ့တာကအဝိဇ္ဇာကောင်းကောင်းပြီးလျှောက်ခဲ့တော့ဘယ်လန်းလျှောက်ခဲ့တာတော့အမောင်လန်းလျှောက်ပြီးတော့ကဲခန္ဓာရပြန်တာဒီခန္ဓာကြီးစားဖို့တောက်ဖို့ဆိုတော့မှကိုက်နေတိုင်းလျှောက်ဖို့ယုံကန်နေကြတော့ကိုက်ဘယ်လန်းပြန်လျှောက်လာလဲအမောင်လန်းလျှောက်နေတာဗျာဟုတ်ပလားဒါကြောင့်မလို့ဘုရားလက်ထက်ကကြည့်ပါစုံဒဝတ္တသမစုံဒဘုရားကြောင့်လည်းကွာတာမဟုတ်ဘူးလေ3-5အိတ်ကတော့ပဲကွာတာဗျာအဲ့ဒါစုံဒနေတိုင်းတခါတည်းတတ်လိုက်တဲ့ဝတ်တွေဆိုတာကလည်းလေဟမလေးမိစ္ဆာညံများဗျာအလွန်မတန်မိစ္ဆာညံကြီးတဲ့ပုဂ္ဂိုလ်စုံဒတို့ငွေတုံးကလည်းပဲအမောင်လန်းကလာခဲ့ဒီဝတ်တွေဆိုလို့ရှိရင်ကြီးမဝယ်လို့ရှိရင်ဈေးကြီးပေးရမှာဆိုတော့တခါတည်းဝတ်ကလေးတို့ငယ်ငယ်ဆန်နဲ့လဲပဲနဲ့လဲနန်းနဲ့လဲပေါ့ဗျာအဲ့ဒါလဲဝတ်ကလေးတွေအဲ့ဒါအရွယ်တန်းလို့အချိန်စီးပြီးအချိန်ပြည့်ပြီဆိုတဲ့အခါကျတော့တိုင်လေးတိုင်ဆိုင်အဲ့တိုင်လေးတိုင်ဆိုင်ပြီးလို့ရှိရင်အဲ့တိုင်လေးတိုင်မှာဘွဲ6လောက်4ချောင်းချီတော့တာချီပြီးတဲ့အခါကျလို့ရှိရင်ယောဂီတို့အဲ့ဒီမှာဒီတိုင်းတက်လိုက်လို့ရှိရင်ဒီတိုင်းဓာတ်နဲ့ထိုးတာလက်နဲ့ထိုးတက်လို့ရှိရင်သွေးတွေအပြင်ကိုထွက်ကိုနဲ့အချိန်ကြီးရော့သွားမှဆိုလို့တဲ့ကားလုံးပုံကအချိန်ကြီးမိစ္ဆာညံတော့ဒါအချိန်ကြီးရော့သွားမှဆိုလို့ဆိုတော့မှအဲ့ဒါဒီတိုင်းမလို့အရင်ဆုံးခါတင်းပုံနဲ့လိုက်ထတာတင်းပုံနဲ့လိုက်တယ်ဆိုတော့သူ့အတွေ့ရတာရောင်လာတယ်ဆိုတော့အသားတိုးတယ်ပေါ့အဓိပ္ပာယ်ကအဲ့မှာတင်းပုံနဲ့ဝက်တွေကអော်လိုက်ရတာတင်းပုံနဲ့အရှင်နဲ့လိုက်ထူတာနော်ငါဒါတွေလုံနေတာအာကုသိုလ်တွေပါလားလို့စုံနာကြီးခင်ဗျာသိလားဒါမသိတာကပြစ်လုံနေတာကသူ့လုံနဲ့သူตายာနေတာကအဲ့ဒီအလုပ်ပေါ်မှာနေစဉ်နဲ့မြဆွဲလန်းလန်းဖြစ်နေတာကအဲ့ဒီအလုပ်ကိုနေ့တိုင်းအကောင့်ထဲပေါ်နေတာကခမဘဝနေ့တိုင်းလုံနေသမျှအကျိုးတွေလားအကြောင်းတွေလားချမ်းသာကြောင်းလားဆင်းရဲကြောင်းလားဘာသစ္စာလဲစဉ်းစားဟိုကကြမ်းကြမ်းတန်တန်အာကုသို့ဒုသူတော်ကောင်းတွေကနုညံ့ညံ့အာကုသို့ဒါပဲကွာတယ်နော်ကျမ်းတန်တဲ့အာကုသို့နဲ့နုညံ့တဲ့အာကုသို့ဟုတ်တာပေါ့ဒုသူတော်ကောင်းများကတော့ကိုယ်ဆိုင်နဲ့ကိုကနာနဲ့ကိုရွှေနဲ့ကိုငွေနဲ့ကိုအထဲနဲ့စသည်အဖြစ်ပေါ့နော်သူများကိုတတ်တာလည်းမဟုတ်ပါဘူးလိန်တာလည်းမဟုတ်ပါဘူးညာတာလည်းမဟုတ်ပါဘူးမကောက်မချစ်ပါဘူးသူများသားများမစော်ကားပါဘူးမတောင်းမစားပါဘူးယောဂီတို့က
တွန်းတော်ညာလည်းပဲကိုအယောင်းဝနဲ့ကိုရွှေဆိုင်နဲ့ကိုစံဆိုင်နဲ့ကိုဆိုပေမဲ့လည်းပဲစီဝါရှာတယ်ဆိုမလို့လူကျင်လို့လားကလူကျင်တာကလောဘဗျာလူကျင်တာကကိုင်စီဝါရေးရှာတဲ့အစင်မပြေတော့စီဝါရေးကကြက်လိုက်တာဝလုံးကောင်းနဲ့စင်တိုးနေရတယ်လို့ပဲကြက်လိုက်တာကွာတကျွတ်နဲ့တကားနဲ့ညီးနေတာကဒေါနာညီးနေတာကဩဒါတွေကအကုသိုလ်တွေပါလားလို့မသိလိုက်တာကဂိုင်းဒါသူများအသက်ကိုတတ်တာလို့စုံသားလို့ကြမ်းကြမ်းနဲ့မဟုတ်ဘူးနော်ဒါကိုရွှေဆိုင်ကိုစတိုးဆိုင်ကိုလုပ်ငန်းကိုစံဆိုင်အပေါ်တွင်ဖြစ်နေတဲ့အကုသိုလ်ကိုအိမ်ထဲတွင်ကိုဖြစ်တဲ့အကုသိုလ်ကိုဆိုင်ထဲတွင်ဖြစ်တဲ့အကုသိုလ်ဒါနုညံ့တဲ့အကုသိုလ်ပေါ့ဘာအကုသိုလ်လဲဟိုစုံသားလို့လုပ်နေတဲ့အကုသိုလ်ကဘာအကုသိုလ်လဲဒါဖြင့်နုညံ့တဲ့အကုသိုလ်နဲ့သေလဲပဲအမှောင်လမ်းပဲဟေ့ကြမ်းတမ်းတဲ့အကုသိုလ်နဲ့သေလဲနုညံ့တဲ့အကုသိုလ်နဲ့သေလဲကြမ်းတမ်းတဲ့အကုသိုလ်နဲ့သေလဲအဲ့တော့ယောဂလူအမှောင်လန်းဆိုတဲ့အပယ်လေးမုံကိုကြမ်းကြမ်းနဲ့သွားမလားနုနုနဲ့သွားမလားစေစားခွင်ကတဲ့သွားပြီဒါကြောင့်မလို့ဇလန်းလေးလဲဟောသူတို့ဘက်ကလည်းလက်စဝိုင်းကိုလည်းထောက်သုံးမွဲဆိုင်ဟောတာဟုတ်လားညဓမ္မဒေသနာဆိုအဲ့လိုသွားတာဇလန်းကြည့်လည်းမဟုတ်ဘူးဟုတ်လားဓမ္မဒေသနာကြောရိုးကြည့်လည်းမဟုတ်ဘူးနော်သုံးမွဲဆိုင်ဟောပြီးနေရတာဒါဓမ္မတရားကိုဘက်ကိုသွားလိုက်ဟောဇလန်းဘက်ကိုသွားလိုက်ဟောတရားနာပရိသတ်ဘက်ကိုလှည့်လိုက်ဟာတရားကိုဘက်ကိုသွားလိုက်ဟာပြီးတော့ဇလန်းဘက်ကိုသွားလိုက်ဇက်ကောင်ပေါ့ဇက်ကောင်ကိုသွားလိုက်အားတကယောဂီဘက်ကိုလှည့်လိုက်အားတကတရားကိုဘက်ကိုသွားအဲ့လိုလှည့်ပြီးတော့မှဟောတာပရိစ္ဆသမုပ္ပါကလည်းပါရမယ်ဒိဋ္ဌိပြုကလည်းပါရမယ်တန်ဝေကလည်းပါရမယ်အလုတ်တင်တွေကလည်းပါရမယ်သစ္စာကလည်းစိုက်ရမယ်တဲ့အိုးလေ့ကျင့်မှများလာလို့လည်းအမလီအဲ့ဒီအားလုံးရဲ့မူရအခြေခံအကျဆုံးကတော့ပရိစ္ဆသမုပ္ပါသင်္ဍံဘယ်တော့မှမပေါ်လိုက်နဲ့ဘယ်တော့မှပေါ်တစ်ပရိစ္ဆသမုပ္ပါသင်္ဍံနှစ်ဒိဋ္ဌိပြုတ်သင်္ဍံသုံးရှုခံရှုညာသင်္ဍံအဲ့ဒါကိုကျွမ်းကျင်လိမ္မာသာကြက်တဲ့ဇလန်းတွေအကုန်ညာနဲ့ရှင်းတယ်ဟုတ်မလားအခုကြည့်လေဆိုတာနေတာဩဒါတွေကငါအကုသို့အလုပ်တွေပါလားလို့သူသိရလားမသိဘဲနဲ့ပြုလုပ်နေတာတစ်ချိန်နဲ့လားအချိန်ချိန်လားအချိန်ချင်းအပမတတဘုံဗါရဲတော့အလွန်ပြုလို့သမျှအကျိုးတွေလားအကြောင်းတွေလားအဝိဇ္ဇာတဏအုပ်ချုပ်ထားတဲ့လုပ်ငန်းချမ်းကြီးတွေဆိုတော့ကဲချမ်းသာကြောင်းဖြစ်မလားဆင်းရဲကြောင်းဖြစ်အဲ့ဘာသစ္စာလဲသမုဒိယသစ္စာဆင်းရဲကြောင်းကြီးသူလုပ်နေတာဒါပေမဲ့သူဘယ်လမ်းကိုသွားနာအဲ့ဒီမှာထူတာဝကအော်တာအော်တဲ့အခါကျပဇတ်ကြီးကဝက်ကပဇတ်ကဟာလာပြီးတော့အဲ့ကြတော့မှလေတခါတည်းထောက်ကလေးတွေပေါ်ဒီမှာ3လက်မ2လက်မစသည်အဲ့လိုထောက်ကလေးနဲ့တခါတည်းဒီလောက်ထောက်လေးဒီဝါလေးနဲ့ထောက်ကလေးတော့ထောက်လာတာဆိုတော့ပဇတ်ကြီးကလက်မင်းကမော့ပြီးတော့ပဇတ်ကြီးဟာပြစီလို့မရတော့ဘူးအသားတော့ကလေးထည့်လိုက်တာဒီသွားနှစ်ခုနဲ့ကြားထဲမှာသွားတော့ထည့်လိုက်တာကအငါကြိုက်သွားတာအမှဟာလို့အဲ့ဒီကြမှာယောဂီတို့ရဲ့မိစ္ဆာဉာဏ်ရက်ဆက်ချက်ကတော့သုံးသားလေဟိုမှာယင်းကိုပတ်ညောင်ဆူလာတာနော်ယင်းပပတ်ကိုဆူလာတာတဲလာတာအဲ့ဒီယင်းဘုံကဟိုကဝက်ကအော်လေပြီးကိုကွာတော့ထောက်လိုက်တော့လေပြီးလည်းပြန်ချလို့မရအောင်မော့အဲ့ဒီကြမှာဗျာယင်းပပတ်လောင်းထဲတာအမလေးလေးကြောက်ရကောင်းလိုက်တာဝဲဆိုတာဒီဒါတော့ပဲအော်ကဲသွားရောတခါလေးလောင်းချအဲ့ဒါလေးဒွါရကနေပြီးတော့မှပထမအနီတွေပေါ့နောက်ကျတော့ရေကြီးစင်းမှသူကရက်လာတာကဲပုပ္ပဆိုတဲ့ရေတွေလောင်းထဲတာပြီးတဲ့အခါကျတော့မှအဲ့ဒါကျူးလိဖြီးပြီးတော့မှအဲ့ဒီမှာအတွင်းကအပူဓာတ်တွေနဲ့ဆိုတော့ဟောအရေကနဲ့နူးသွားတာအဲ့ကျတော့မှအမွှေးတွေကျူးပြီးတော့မှကဲဖော်ပြီးတော့မှရောင်းတာကဲဟာလာတော့ကလည်းဘယ်ကလာကဲအခုဒါဘယ်လမ်းကိုပြန်လာလဲအမလီကြမ်းကြမ်းတန်းကြီးပါလားစဉ်းစားနော်သမုဒိယလမ်းကလာပြီးတော့ဒုက္ခဝင်ကြီးကိုထားပြီးတော့မှသမုဒိယလမ်းကိုပြန်လျှောက်နေတယ်အမောင်ကလာအမောင်ရွာသွားရှာသူလဲတယောက်ပဲချစ်စမ်းသိကြောက်စရာကောင်းတယ်အလွန်မတန်ကြောက်စရာကောင်းတယ်ကိုင်းနောက်တော့အဲ့လိုနဲ့လွတ်လာတာ55နှစ်ဗျာကိုင်းဘယ်လောက်လဲနှစ်ပေါင်း50အသက်80ကျော်သွားပြီဗျာနောက်ကြတော့ခါတဲ့သူ့ဒီလောက်တိနေစဉ်နဲ့အမြတ်ဒီလောက်အာကုသို့အာစင်နကံကြီးကရှိနေတော့ဟာဒီဘဝမှာချက်ချက်လက်ငယ်အကျိုးပေးတော့တာပဲသူ့လည်းမသိခင်ကတည်းကတခါတဲ့ဘူးတွေလိမ့်လိမ့်ထွက်
ပုရိလေးလေးတွေ့တော့လူကဖိုင်ဖိုင်ဘိုက်ကရွှဲရွှဲအသားကမဲမဲစုံတာအဲ့ဒါယောဂဝေဒနာတွေကလေတခါတည်းဘူးတွေအလေးလေးတွေ့တော့ပြည်ပုတ်တွေပါတွေထွက်လာတာပေါ့ဗျာပထမတော့မိသားစုကပြုစုတာပေါ့နောက်ဟိုကလာကြည့်ဒီကလာကြည့်စသည်အပြင်သူကလည်းအနာတွေကဘယ်လိုပွားလဲဆိုတော့ယောဂီတို့ရဲ့အဝတ်ကလည်းမကတ်နိုင်ဘူးဟိုအော်ဒီအော်နေရဝတ်ကမကတ်နိုင်တော့ကျတော့သားသမီးတွေကပြုစုရတာရှက်လို့ဆိုတော့မှဝက်ချန်နဲ့သွားပို့တာစဉ်းစားကြည့်ကြည့်ဝက်နဲ့စုံတာနဲ့လုံထွေးနာတယ်ကဲအော်လိုက်တာနေတိုင်းအနာတွေကကြိုက်အယူရတိကြိုက်တာအွန်လိုက်တာဒါနဲ့ဆရာတန်ဃာတော်ကြီးဒီအိမ်ရှိရဖြတ်ပြီးတော့မှဆုံးမသွားတာ哦နောက်ဘုရားရှိခိုးတော်မြတ်ကြီးကိုလျှောက်တယ်အရှင်ဘုရားစုံလိုက်ရသိဆိုးတာပဲဗျာတဲ့ကျောင်းနာကန္နာနေဘာတမတံဝေကမှလည်းမရဘူးကျောင်းကိုလည်းတစ်ခေါက်မှမရောက်ဘူးသစ္စာတရားခန္ဓာဉာဏ်တရားဝိပဿနာတရားတွေနာရခေါင်းမှလည်းမသိဘူးဗျာစုံနိုင်ကြည်စံနေတိုင်းတက်လိုက်တာကလည်းနေ့စဉ်ကငကိုတော့ကမှရက်ကလေးချားသေးတယ်ဗျာအခုရက်ကိုမချားဘူးဗျာမနဲ့တက်နေတက်ညတက်နဲ့ရှင်သာတို့တဲ့အဲ့ဒါစုံနာကဝက်တတ်နေတာမဟုတ်ဘူးတဲ့နာယီမချစက္ကမချဘဝင်မချသူ့မှာတူသောအကျိုးပေးဆိုတော့မှအဲ့ဒီမှာဝှကျွေးတွေခံနေရတာတဲ့ငရဲမိတွေကအတက်ဟပ်ပြီးတော့မှသူ့ကဏ္ဍကိုအရှင်လက်လက်ငရဲခံနေရတာဟောအရှင်လက်လက်ဘာခံနေရအော်လိုက်ရတာ24နှစ်ဘာအစားမှလည်းမဟုတ်ဘဲနဲ့အော်နေရတာကဲအော်ရင်မကအော်တဲ့အခါကျအော်လုံးမကအော်လိုက်တော့လူသားပြောက်ဝက်တန်ကိုပေါက်လာတာဝက်တန်ကြီးကိုပေါက်လာတာဗျာကဲလူလဲကြည့်တဲ့ကနှခါနဲ့လဲထောလို့ဟိုတည်းကဘူးဒီနေ့ကဘူးသားမဲတော့ကတက္ကတည်းပဲရက်လို့လည်းမရထိုင်လို့လည်းမရလဲလို့လည်းမပြည့်လေးဘက်တောက်ကြီးဆိုတော့ဝက်ကြီးလို့ဖြစ်နေတာဗျာကဲစဉ်းစားမသေးခင်စင်းရဲသေးတော့ငရဲမသေးခင်သေတော့ကဲလာတော့ကဘယ်ကလာကဲပြန်တော့ဘယ်ကိုပြန်ကဲဒီလိုလူတွေလည်းမရှိလားရှိလားစုံသားတို့များမသိခင်ကတည်းကငရဲမိဟတ်တာဗျမသိခင်ကဘာဟာဒီတိုင်းပဲရုပ်တို့ဒီမှာလည်းပဲဒီတိုင်းပဲရှိနေကြတာပဲလောကကြီးမှာလေဟုတ်မလားလောကကြီးမှာဒီတိုင်းတိတ်ကြောက်စရာကောင်းတာတိတ်ကြောက်စရာကောင်းတဲ့အနေအထားတွေရှိတယ်ဒါကြောင့်တို့အားလုံးတော်ကောင်းလို့ငါတို့တာရေးသမီးစီးပွားရေးနိုင်ငံရေးလူမှုရေးတွေနဲ့အချိန်လေးကုန်နေတာဟာလာတော့ငါတို့အမှောင်လန်းကလာခဲ့တာပဲဒါအမှောင်လန်းကိုရှောက်နေတာပဲလို့နားလည်ပြီးတော့မှအဲ့ဒီအမှောင်လန်းကနေပြီးတော့မှအလင်းလန်းကိုရောက်နိုင်ပါစေဆိုတဲ့အတိတ်ပဲနဲ့ဂျေဇုဆက်တယ်လို့မှတ်ပါဒီတိုင်းသားရေးသမီးစီးပွားရေးနဲ့အချိန်ကုန်နေရင်တော့ဘယ်လန်းကလာခဲ့ကဲဘယ်လန်းကိုပြန်ညတာလဲရှင်းတယ်နော်ဒါကြောင့်အမောင်လန်းကလာဆိုဘယ်သစ္စာလန်းကလာခဲ့တာရောသမုဒိယသစ္စာလန်းကလာပြီးတော့ဒုက္ခဝဉ္ကြီးတံဒီဘဝမှာတာရေးသမီးစီးပွားရေးနိုင်ငံရေးလူမှုရေးတွေပြန်လို့တော့ဂိုင်းအမောင်လန်းဆိုတဲ့ဘယ်သစ္စာလန်းမောပြန်လျှောက်ဂိုင်းသမုဒိယသစ္စာလန်းကိုလျှောက်မှတော့နောက်အနာကခန္ဓာဆိုတဲ့အပယ်လေးပါအမောင်ကြောက်တဲ့ပြန်မရောက်လာရောက်မှာဒါကြောင့်ဒီလိုပုဂ္ဂိုလ်မျိုးနဲ့လောကမှာမရှိဘူးလားအမောင်ကလာအမောင်ရွာသွားရှာသူလဲတယောက်ပဲဟုတ်ပလားတကပြန်ကြည့်တချို့ကျတော့လည်းပဲလာတော့ကတော့ဘယ်ကလာတော့ပြန်တော့ဘယ်ကိုပြန်တော့ဒီလိုလည်းမရှိလားကြည့်လေတို့သုဘဗုဒ္ဓလူကြီးသုဘဗုဒ္ဓဟုတ်မလားလူလိုက်တာလဲရွယ်လို့ကြိုက်ကြည့်စမ်းမွဲလိုက်တာလဲတောင်းစားနေရတယ်ဗျာဒါလောက်ရွယ်ပလဲမွဲနေအောင်ဖြစ်အကျိုးပေးပြီဆိုတော့ကဟေးအလင်းကအကျိုးပေးတာလားအမှောင်ကအကျိုးပေးတာဂိုင်းပြီးတော့ဒီလူကြီးသုဘဗုဒ္ဓဒီအကုသိုလ်တွေကအကျိုးပေးတော့စဉ်းစားလေသူလာတော့ကမွေးတော့ကသူကအရိယာဖြစ်နေမွေးတယ်လားပုထုဇဉ်ဖြစ်နေဂိုင်းသူ့မှာလည်းကိလေသာတွေကမရှိဘူးလားရှိတော့သူလည်းဘယ်လန်းကလာခဲ့တာအမောင်လန်းကလာခဲ့တာပဲအဲ့ဒါတရက်ကြတော့ဂိုင်းသမုဒ္ဒရာဝန္တရာပရိယေတနာဒုက္ခရှားစားပွေစားတောင်းစားမယ်ပေါ့ဗျာအဲ့တော့တွဲလာတဲ့အခါကျလူတွေယုံနဲ့တွေ့တဲ့အခါကျဟိုမှာလူတွေစီစီကားကားကြီးနဲ့အဲ့ဒါတောင်းနဲ့ရမ်းနဲ့ဒါပေးတဲ့ကံနဲ့ပွဲနေမှာပဲလေပေါ့အဲ့ဒါနဲ့တောင်းဝဲလေးတောက်ခွဲစုပ်လေးဆွဲပြီးတော့မှတခါတည်းလူကြီးသုဘဗုဒ္ဓပွားတာ
ဟိုကြတဲ့အခါကျတော့ပြီးတဲ့ကံတမ်းဘုံနဲ့ဖရာရဲ့တရားဘောကြီးဖြစ်နေပြန်ရောဖြစ်နေတဲ့အခါကျတော့မှဒီစဉ်းစားတာပေါ့လူလူတော့ပါဘောလားရှာစားပွေစားတောင်းစားရတာရှာစားပွေစားရတာတရတဲ့ကိစ္စလည်းမဟုတ်ဘူးမသိမချင်းလောက်ရမယ့်ကိစ္စဟုတ်ကောရလားယောဂီတို့စီဝါရေးတာယသမီးစီဝါရေးဘယ်တော့ပြီးမှာလဲဘယ်တော့မှမပြီးနိုင်တဲ့ကိစ္စဗျဟုတ်မလားဘယ်တော့မှမပြီးနိုင်မပြီးနိုင်တဲ့ကိစ္စတွေအလုံးလုံးနေမအားဘူးလို့ပြောနေတာတိုက်တွန်းတဲ့လူမှားပုံပေါ်ပါတယ်ဗျနော်တရားလေးနာပါအောင်တရားလေးအားထုတ်ပါအောင်ကိုလာသိန်းတို့တရားလေးနာပါအောင်စသည်အပြင်ဟုတ်လားကိုတလာကြီးတို့တရားလေးနာပါအောင်တရားလေးအားထုတ်ပါအောင်ဘုန်းကြီးကပြောတယ်ဟေးနိဗ္ဗာန်တော်ဒိဋ္ဌိနာမွန်တို့တရားလေးနာတော်ဣတိရာနော်ဟေးကိုမုံမြင့်တရားလေးနာပါအောင်တရားမအားဘူးဗျာဟာမအားသူတို့ဘာတွေလုပ်နေလဲကျတော့တာယသမီးစီဝါရေးနော်တာယသမီးစီဝါရဇဏဟုဘယ်တော့ပြီးမှာတက်လုံးမပြီးဘူးသူတော်ကောင်းတို့ရဲ့ပြီးနိုင်သလားဘယ်တော့မှမပြီးနိုင်တဲ့အလုပ်ကိုလုပ်ပြီးတော့မှကြိုက်မအားဘူးလို့ပြောတော့တိုက်တွန်းတဲ့သူကမှားတယ်လို့ပြည့်တယ်ဟုတ်မလားဟာရှင်များတို့ကပြောအားရှိတာဗောတဲ့ရှင်များတို့ကတော့တရားနာပါတရားနာပါဒီမှာစာရေးတော်ရတဲ့သားနဲ့မယားနဲ့နေရတာဗျာရှားပွေရအောင်မအရှင်များတို့အထီးကျတကောင်ကြွတ်မဟုတ်ဘူးတဲ့ဟာသူတို့ဟောလူကကြွတ်ဖြစ်သွားတယ်စဉ်းစားလေဗျာအရှင်များတို့အထီးကျတကောင်ကြွတ်မဟုတ်ဘူးတဲ့ဒီဘက်ကအတိုင်းနဲ့အဝိုင်းနဲ့အတိုင်းနဲ့အောင်နဲ့နေရတာတဲ့ဒါပြင်အတိုင်းနဲ့အောင်နဲ့နေတာကတရားဟောတဲ့ဘုန်းကြီးကသွားပြီတရားဝတ်တယုံလုံးအကုန်တိရစ္ဆာန်ယုံဖြစ်ကုန်ရောစဉ်းစားကဲကောင်းပြီဗျာအဲ့ကြတော့ဘယ်တော့မှမပြီးနိုင်တဲ့ကိစ္စလေးဗျာဒါနဲ့ဟိုလူလူတော့ဗုဒ္ဓကဂိုင်းဒါတော့မပြီးနိုင်တော်ပြီကနေ့ဖရာရဲ့တရားဘုန်းနဲ့အလွန်မတန်ကြုံရခဲ့မြဖရာတော်နဲ့ကြုံနေဗျာကဲကနေ့မစားလို့ဘာမှဖြစ်သွားမှမဖြစ်လို့သေလဲသေပြီဆိုတော့ကနေ့တော့မတောင်းစားတော့ဘူးဖရာတရားကိုနားမယ်ဆိုတော့မှလူကြီးသုံးပါဗုဒ္ဓပဲဗျာဘယ်ရှင်နာပဲတူးနိုင်ရမလဲဟိုးမန္တရဲ့နောက်ဆုံးကနေမတ်တက်ရက်ကလေးပေါ့အဓိကတော့နိနာနာဝေနာနာအလဲကပဲနာနာထိုင်ရဲပဲနာနာမတ်တက်ရရဲ့နဲ့ပဲအဓိကတရားနာနာအဓိကတော့ခန္ဓာပေါ်ဘာရောက်ဖို့ခိုင်းတယ်ဘုရားရှိခိုးတော်မြတ်ကျက်လက်တရားဟောပြီဆိုခန္ဓာပေါ်ဘာရောက်ဟောခိုင်းလူလူကြီးသုံးပါဘုမှာတော့ဗုဒ္ဓမှာလည်းခန္ဓာဘဏပါခိုင်းတို့ယောဂီတို့သူတော်ကောင်းတို့မှာလည်းခန္ဓာဘဏပါငန်းသူတရားလေးနာလာတာဘုန်းကြီးတရားဟောတာကြိုက်တဏှာကြီးပြည့်ဖို့9မိနစ်ကျန်တော့တယ်။တကယ်တရားကိုစိတ်ဝင်စားဟောခဏလေးနော်45 55ခဏလေးရဲ့ဗျခဏလေးရဲ့ကြိုက်တွေးကြည့်အဲ့တော့ဘုရားကလည်းဟောပြီဆိုရင်ခန္ဓာပေါ်ဘာရောက်ဟောကဲလူလူကြီးသုဘဗုဒ္ဓမှာလည်းခန္ဓာဘဏပါကဲတို့ယောဂီတွေမှာလည်းခန္ဓာဘဏပါအချင်းချင်းလည်းတော့ဘာနဲ့ပါကဲရုပ်ဆိုတာတခြားလားဖောက်ပြန်တာလားခိုင်းနန်းဆိုတာကပေါက်ပြန်မှန်သိတာဒါပြင်ကျင်ကနေပေါ်လာရင်လဲအောက်နဲ့ပေါ်လာရင်လဲနာလာလေးပေါ်လာရင်လဲပူတာလေးပေါ်လာရင်လဲဒါပြင်ဖောက်ပြန်တဲ့ဓမ္မတို့လေးပေါ်လာတိုင်းဩဒါဖောက်ပြန်တာပါလားဖောက်ပြန်တာပါလားသိတိုင်းဒီခန္ဓာပေါ်ကိုဘာရောက်တာလဲဒါဖောက်ပြန်တယ်လို့သိကြတဲ့ကဟောဒါခန္ဓာရှိလို့ဖောက်ပြန်တာပဲလို့သိကြတဲ့ကငါကောင်သူကောင်ဆိုတဲ့အယူလာအောင်မလားဗာဒိဋ္ဌိစင်တယ်သက္ကာယဒိဋ္ဌိရဲပြောဗာဒိဋ္ဌိစင်ဒါပေါက်ပြန်တာပဲလို့သိကြတဲ့ကသက္ကာယဒိဋ္ဌိစင်တယ်လေဗျာအဲ့တော့ပေါက်ပြန်တယ်လေကြည့်လိုက်တော့ပေါက်ပြန်လိုက်ပျက်စီးလိုက်ပေါက်ပြန်လိုက်အပြတ်သွားတယ်လို့မြင်တော့ခိုင်းတယ်မြဲတယ်ဆိုတော့ယူလာအောင်မလားဗာဒိဋ္ဌိစင်ဒါဖြင့်ဖောက်ပြန်တာတစ်ချိန်တည်းလားအချိန်ချင်းလားနောက်တော့အစားတို့ဖောက်ပြန်တာသိလိုက်တော့ပြတ်တယ်ဆိုတော့ယူလာအောင်မလားဗာဒိဋ္ဌိပြုတ်ခန္ဓာပေါ်ဘာရောက်နာကတရားနာဉာဏ်ကဟိုလဲကခန္ဓာကဖြစ်လိုက်ပြက်လိုက်ဟေးဖြစ်ပြက်ကဘာသစ္စာရှုတဲ့ဉာဏ်ကငါသိသွားတဲ့ဒိဋ္ဌိ၃မျိုးကပေါက်ပြန်ပြည့်စည်တာသူများမြင်လားကိုယ်တိုင်မြင်လားအဲ့ကြလူလူဆိုမှန်လိုက်တဲ့တရားဟုတ်လိုက်တဲ့တရားကောင်းလိုက်တဲ့တရားမှန်လိုက်တဲ့တရားမလေးနာကတရားနာဉာဏ်ကဒေသနာဉာဏနုတ္တရေနဉာဏပေတိနတဉာဏုတ္တဟောတိဒေသနာဉာဏ်ကိုအစဉ်လျှောက်တဲ့ဖြင့်ခန္ဓာပေါ်ပါရောက်အောင်လုပ်လေနာကတရားနာဉာဏ်ကခန္ဓာလေနာတဲ့တရားလေခန္ဓာပေါ်ပါရောက်တဲ့တရားဒါဖြင့်ခန္ဓာဉာဏ်ရောက်တရားနာကမှဒီဉာဏ်ကခန္ဓာလက်လို့ရမှာပေါ့ရှင်းလားအဲ့ဒီမှာနာကတရားနာဉာဏ်ကခန္ဓာလျှင်းနဲ့ဒီဖောက်ပြန်ပျက်စီးဖြစ်ပြီးပြက်နေတဲ့ခန္ဓာကဘာသစ္စာ
ဩဒါပြပြပြက်နေတဲ့သဘောလေးမရှိတော့ပါလားဖောက်ပြန်သွားလားဩမရှိတော့လားဩပြည့်စည်ပါလားဆုံးဖြတ်ချက်ချနေတဲ့ဉာဏ်ကလေးကမေဃသစ္စာခန္ဓာပေါ်ဉာဏ်ရောက်နေတော့ကာယဒိဋ္ဌိ၃မျိုးကလည်းဆင်နေတော့သူများအပြောလားကိုယ်တိုင်မြင်လားကိုယ်တိုင်မြင်ဆိုတော့တန်မြလာကြလူသေးလားကာယဘုရားရောသေးတာဝိသိကိစ္စပါရောသေးနေတာဘုရားရောသေးတာတော့ကာယဝိသိကိစ္စပါရောသေးတာဗျအဲ့တော့ဝိသိကိစ္စပါရောသေးတဲ့အပြင်မှာခန္ဓာကနှိစ္စကံတဲ့ကန္နာကြီးပြပြပြက်တဲ့ဒုက္ခသစ္စာပဲလို့သိလိုက်တော့မသိတဲ့အဝိဇ္ဇာလဲချုပ်နောက်တော့ဒီခန္ဓာလိုချင်တယ်ဆိုတဲ့တဏှာလဲကိုင်အဝိဇ္ဇာတဏှာတိတိချုပ်တယ်ဆိုတာဘာသစ္စာသိတာလဲဟောလာတော့ကတော့ဘယ်လန်းကလာတော့ဘုခန္ဓာပေါ်ညာရောက်နေတော့ဘယ်လန်းကိုပြန်มาလဲအလင်းလန်းဘယ်လန်းတော့ဟောအခုယောဂီတို့လာတော့ကဘယ်ကလာဩအခုလိုခန္ဓာပေါ်ဉာဏ်ရောက်ဖြစ်ပြမဲ့ကြိုက်တဲ့အလုပ်ကိုလုပ်နေတာဘယ်လမ်းပေါ်ရှောက်နေတာလဲဩဒါပေမဲ့အလင်းလန်းဆိုတာမေဃသစ္စာလမ်းပေါ်ဗျာအလင်းလန်းဆိုတာဘာလဲဩဒါပေမဲ့အလင်းတို့ရဲ့ရောက်အပ်ရတာတခြားလားနိဗ္ဗာန်လားအဲနိဗ္ဗာန်သစ္စာပေါ်ဘာသစ္စာရဲရဲပြောဘာသစ္စာလဲလာတော့ကဘယ်ကလာအမောင်ကလာဟောအခုပြန်တော့ဘယ်ကိုပြန်အလင်းကိုပြန်ကြည့်ဆူတောင်းနေရမလားမရဘူးဆိုခန္ဓာပေါ်ဘာရောက်လို့ဟိုဖြစ်ပြက်ကဘာသစ္စာသိတဲ့ဉာဏ်ကသေသွားတဲ့ကိလေသာတွေကဟဲ့သမုဒိယတို့ရဲ့ချုပ်ရနေရသိညာကဩသစ္စာဘယ်နှချက်သစ္စာလေးချက်စိုက်ပြီးတော့မှခိုင်းလူလူကြီးသုဘဗုဒ္ဓသောတာပန်တည်တာပဲသောတာပန်တည်တဲ့အခါကျတော့မှသူသိတဲ့တရားလေးဘုရားရှောက်ချင်တယ်လေဟောရှောက်ချင်တော့ပြိဿကများတဲ့အခါကျတော့လည်းသူမတိုးနိုင်ဘူးကျောင်းလိုက်လျှောက်တာပဲကောင်းပါလေဆိုတော့မှအဲ့ဒီမှာသူကျောင်းကိုသွားတာပေါ့အဲ့တော့ကျောင်းသွားမယ်ဆိုတော့သွားလိုက်တော့ဟုတ်တရားမင်းကြီးကပန္တုကပလာတင်းလာတယ်ဟာဘာလဲဘလို့ကျောင်းကလည်းလောကကြီးကျတော့အမလေးကြည်စမ်းကြအဘုဒ္ဓဝတ္တဘောဣသရိယဝတ္တဘောကြည်စမ်းအမောင်ထဲကလာတဲ့ပုဂ္ဂိုလ်ကြီးအလင်းညံတတ်တည်ရပြီးတော့မှတရောင်းစားကြီးကအရိယာဖြစ်နေလို့ပါလားငါသူ့တရားတရားကိုစင်ဆန်းအောင်ပါပဲဆိုတော့မှအဲ့ဒီမှာတရားမင်းကပုံနာရောင်ဆောင်လာပြီးတော့မှတခါတည်းလန့်တွင်ကြဒါဟာတကယ်ကြီးဘယ်ကလာတော့ဘယ်ကလာအေးမိကြည့်ရလေကွာနုရွက်ဝက်ပလက်စုပ်ပြတ်နေတာပဲကွာဟိုဟုတ်တာပေါ့အတေတုန်းကသူများကိုနှိမ့်ဆက်ကလို့ညင်းဆဲတော့ချုပ်ယောဂထူရတာအချောင်းကျိုးပေါ့ဗျာအေးမင်းတောင်းစားနေရတာပါလားအိုးအတိတ်ကမလူမတန်မပေးကအခုတော့6ကန်းဥစ္စာမွဲနေရတာပေါ့ဗျာဒါလည်းအချောင်းကျိုးပေါ့ကြောင်းကျိုးပေါ့အေးဗျာခင်ဗျာကျုပ်မြင်မြင်ချင်းကိုညီကိုရေးလို့လည်းသဘောထားတော့ခင်ဗျာဆေးလဲကုပေးမယ်ပြီးတော့ယရနာရွှေကိုလည်းတဲ့လက်စီတိုက်ခင်ဗျာလုံးမှာခင်ဗျာသဘောကောင်းလိုက်လားခင်ဗျာနဲ့ကျုပ်နဲ့တခါမှလည်းမမြင်ဘူးခင်ဗျာတဲ့တော့လို့တော့ခင်ဗျာကျုပ်စီဘာလို့ကျင်တာလဲကျုပ်စီကဘာလို့ကျင်ကျုပ်ကခင်ဗျာပြောလို့လောကီဘက်ကတော့ငမွဲတော့ဘာမှမရှိဘူးတော့တောင်းစားနေရတယ်ကဲပြောခင်ဗျာဘာလို့ကျင်တာဩတခြားတော့မဟုတ်ပါဘူးတဲ့ခင်ဗျာကိုဘယ်ရလာဩခင်ဗျာကျုပ်ကတရားဝဲရလာတာအေးအဲ့ဒါပြောမလို့ဘာပြောမလို့ခင်ဗျာအခုခင်ဗျာဟိုတရားဝဲလာတော့ခင်ဗျာဘယ်သူနဲ့တွေ့ကြလဲဟာမင်းတရားဝဲလာတော့ဘုရားနဲ့တွေ့တာပေါ့ဗျာခင်ဗျာလေအေးအဲ့ဒီခင်ဗျာတွေ့ကြတဲ့ဘုရားကိုဘုရားမဟုတ်ဘူးလို့ပြောအဲ့ဒါခင်ဗျာရတနာလက်တစည်းတိုက်နော်ခင်ဗျာရွှေငွေနာအကုန်ပေးမှာခင်ဗျာကျမ်းမာရေးလည်းကျွန်တော်ပြောက်ပေးမှာအဲ့ဒီဘုရားကိုဘုရားမဟုတ်ဘူးလို့ပြောဟုတ်ခင်ဗျာနာခဲ့ရတဲ့သစ္စာတရားကိုလည်းဒါနိဗ္ဗာန်ရောက်တော့တရားမဟုတ်ဘူးလို့ခမည်းတွေ့ခဲ့တဲ့တန်ဃာတွေဘုန်းကြီးတွေလည်းဘုန်းကြီးတွေမဟုတ်တန်ဃာတွေအတုတွေလို့ပြောအဲ့ဒီလိုဗုဒ္ဓသာအဝနံပါတတိဓမ္မသာအဝနံပါတတိတန်ဃာသာအဝနံပါတတိယရဏမြတ်သုံးပါးနဲ့ပတ်သက်ကျေးဇူးမဲ့ခဲ့တဲ့စကားသုံးခွန်းသာခမည်းပြောခမည်းကိုရွှေငွေယရဏဥစ္စာပစ္စည်းလက်ရစီတိုက်ပြီးမှဟာဗျာခမည်းတော့ခမည်းဘယ်လိုလူလဲဗျာခမည်းဟာခင်ဗျာမရှက်ဘူးလားခင်ဗျာမကြောက်ဘူးလားဗျာဟာခင်ဗျာရတနာမြတ်သုံးပါကျုပ်လားဆိုခိုင်းတယ်ဟာလေခင်ဗျာကျုပ်ငမွဲထင်လို့လားကျုပ်ငမွဲမဟုတ်ဘူးဗျာကျုပ်ငမွဲမဟုတ်ဘူးဗျာကျုပ်တထေးဗျာကျုပ်မှာတရားတိလသုဒ္ဓဆကပညာဟိရိဥတ္တပသူတော်ကောင်းမှုရတနာ9ပါးရှိတယ်ခင်ဗျားတို့လို့ရန်သူမျိုး9ပါးဘေးနဲ့တွေ့တဲ့ပစ္စည်းဥစ္စာတော့ကျုပ်ရှိတယ်မှရှိမှာပေါ့ဒါပေမဲ့ရန်သူမျိုး9ပါးဘေးကလွတ်တဲ့သူတော်ကောင်းရတနာ9ပါးကျုပ်ဝင်းထဲမှာဂိထားတယ်ခမည်းမို့လို့အရှက်မရှိဗျာဘဲနဲ့ဗျာခမည်းဖះလာစော်ကားခိုင်းတရားလာစော်ကားကတန်ဃာလာစော်ကိုင်းတာခမည်းကျုပ်ကိုအထင်ကြတာခမည်းဘယ်လိုလုပ်လဲအဲ့ဒီမှာလက်ပြောက်တွေတော့ဖြတ်စုံပုံနာယုတ်ကြီးပျောက်ပြီးတော့မှတခြားမယုတ်ကြီးပေါ်လာတာဩတကြလေ
ပါတယ်ဟုတ်တယ်တရားမင်းကသူ့လာလိန်လို့ပါတယ်တော့အော်တချလိန်ခမည်းဗျာအအောင်လို့မဆုံးပါဘူးဗျာတရားမင်းဖြစ်ပါရဲ့ကနဲ့ခမည်းရေနာမြတ်သုံးပါလာစော်ခိုင်းတယ်လို့ဩမဟုတ်ပါဘူးတဲ့ကျုပ်ကလေတဲ့ခမည်းရဲ့တရားတရားအရိယာတို့ရဲ့တရားတရားအရိယာတို့ရဲ့တရဏဂုံမဟာတရဏဂုံတော်ကြီးကိုကျုပ်ကကြည်ညိုလွန်းလို့စမ်းသပ်ကြည့်တာပါဗျာဆိုတော့ gain လာတော့ကဘယ်ကလာဟိုးပြန်တော့ဘယ်ကိုပြန်ก็အလင်းကိုပြန်မဲ့ပုဂ္ဂိုလ်ဖြစ်တဲ့အတွက်ကြောင့် gain တရားမင်းကလက်ရရဲ့သုံးပတ်လှည့်ပြီးတော့မှလက်အုပ်ချီတော့ပူဇော်တယ်ဗျာ gain လူလူကြီးသုံးပတ်ဗုဒ္ဓကိုတရားမင်းကလက်ရရဲ့သုံးပတ်လှည့်ပြီးတော့မှပူဇော်တယ်ဗျာ gain ဘယ်လမ်းကိုပြန်လို့ပါလဲလာတော့ကတော့ဘယ်ကလာ gain ပြန်တော့ဘယ်ကိုပြန်ဒါကြောင့်လမ်းကတော့ဘယ်နဲ့တွဲလဲကဲဒီကနေ့ဟောပြတာကဘယ်နဲ့တွဲနှစ်တွဲအမောင်ကလာအမောင်ရွာသွားရှာသူလဲတယောက်ပဲဟောနမနစ်အမောင်ကလာအလေးရွာသွားရှာသူလဲတယောက်ပဲဒါကြောင့်မလို့အမောင်ကနေအမောင်ကိုပြန်ရင်ရုပ်တော်သူတဲ့ဟုတ်ပြီနော်အေးအမောင်ကနေအလင်းကိုသွားရင်တော့မြတ်တော်သူတဲ့သဘောပေါက်ပလားအဲ့တော့မြတ်သောလမ်းအလင်းလမ်းကိုရှောက်လန်းအောင်ကြိုးစားပြီးပွားများအထောက်ကြပါဆိုလို့တိုက်တွန်းရင်ကြံတဲ့လမ်းနဲ့တော့နှစ်ပြန်ဆက်ဟောမယ်နိုင်စိသွားလို့တော်ကြအောင်ဆိုဗျာ